အာကွန်မန်တယောက်ရေပွဲတစ်ကောင်ကိုခေါ်ဆောင်ပြီးတဲကန်နာရတဲ့ကိုနက်နက်ရှိုင်းရှိုင်းဝင်ရောက်လာခဲ့ပါတယ်။ရေပွဲကလည်းစိတ်အနှောက်အယှက်ဖြစ်ပြီးအာကွန်ရဲ့မျက်နှာကိုရေတွေနဲ့ပတ်ချလိုက်တာပါ။ပြီးတာနဲ့ရေပွဲကကူတစ်ခုတည်းကိုလျင်မြန်စွာပဲဝင်ရောက်သွားခဲ့ပါတယ်။ကူထဲကိုအနက်ရှိုင်းဆုံးအထိရောက်သွားတဲ့အခါခလုတ်တစ်ခုကိုမြင်လိုက်ရတာကြောင့်သူ့ရဲ့စမ်းသပ်မောင်းနှံလေးကိုဆန်းထုတ်လိုက်ပါတယ်။ဒီကြားထဲမှာတော့အာကွန်ရဲ့ညီဖြစ်သူဟာရန်သူတွေရဲ့အကြမ်းဖက်ရိုက်နှက်ခြင်းကိုခံနေရတာပါ။အနီးနားမှာရေတဆက်မှမရှိတာကြောင့်သူဟာခုခံနိုင်စွမ်းမရှိတော့ပဲအားရင်ကုန်ခန်းနေခဲ့ပါတယ်။တဲနဂါးတွေကသူ့ကိုအဆုံးသတ်ဖို့အတွက်တိုက်ခိုက်တော့မဲ့အချိန်မှာပဲအာကွန်တယောက်တကားကိုဖောက်ထွက်လာခဲ့တာပါ။သူဟာအထူးတော်ဝတ်တဲ့ဝတ်စုံကိုဝတ်ဆင်ထားပြီးရန်သူတွေကိုတစစီတိုက်ခိုက်သွားခဲ့ပါတယ်။ရန်သူတွေမရိပ်မိခင်မှာပဲအာကွန်ကသူတို့ကိုအပီးတိုင်ချေမှုန်းပစ်ခဲ့တာပါ။အဲ့ဒီနောက်မှာတော့အာကွန်ကသူ့ရဲ့အတွင်ဖြောက်ထားတဲ့ဝတ်စုံကိုပိတ်လိုက်တာကြောင့်သူ့ရဲ့ညီဖြစ်သူကအံ့အားသင့်သွားခဲ့ရပါတယ်။သူ့ကိုလာခဲ့တဲ့သူဟာကိုယ့်အကူဖြစ်သူမှန်သိလိုက်ရတဲ့အတွက်ဘာတွေဖြစ်နေတာလဲဆိုပြီးအကြီးကျယ်နားမလည်ဖြစ်သွားတာပါ။ရှင်းပြနေဖို့အချိန်မရှိတော့တဲ့အတွက်အာကွန်ကသူ့ညီကိုအတင်းဆွဲခေါ်ပြီးထွက်ပြေးလာခဲ့ပါတယ်။သူဟာနောက်တစ်ချိန်အတွင်ဖြောက်ပြီးတဲနဂါးနှစ်ကောင်ကိုရှင်းထုတ်လိုက်တာပါ။ပြီးတော့သူတို့စီးလာတဲ့တတဝါကိုခိုးယူစီးနှင်းပြီးထွက်ပြေးလာခဲ့ပါတယ်။ဒီတတဝါကတော့မြေအောက်ကနေတဲတွေကိုတူးဖော်ပြီးကုန်းပေါ်ကိုပေါက်ထွက်လာခဲ့တာပါ။ခဏအကြာမှာတော့သူတို့နှစ်ယောက်တဲပြင်ကနေထွက်ပြေးလွတ်မြောက်လာခဲ့ပြီးပင်လယ်ပြင်ကိုလည်းမြင်တွေ့လိုက်ရတာပါ။အဲ့ဒီတော့အာကွန်ကသူ့ညီကိုပင်လယ်ရေထဲပြေးပြီးအားအင်ပြန်ဖြည့်ဖို့ညွှန်ကြားလိုက်ပါတယ်။ဒါပေမဲ့သူ့ညီမရောက်ခင်မှာပဲအာကွန်တယောက်ရန်သူတွေရဲ့ခြုံခိုတိုက်ခိုက်ခြင်းကိုခံလိုက်ရတာပါ။ဒီတိုက်ပွဲမှာဆက်မတိုက်တော့ပဲအာကွန်ကအသွင်ဖြောက်ပြီးရှောင်ထွက်သွားခဲ့ပါတယ်။သူ့ညီနောက်ကိုတော့တဲနဂါးတွေကလိုက်လံတိုက်ခိုက်ဖို့အပြင်းအထန်ကြိုးစားနေကြပြီဖြစ်ပါတယ်